Hello, your today video ma Bangkok ma Patama zone Thai massage local experience ko share လုပ်ပေးသွားမှာဖြစ်ပါတယ်။ So တော့ဒီ video က Bangkok ရောက်တော့ relax လုပ်ချင်တယ်ပြီးတော့နှိပ်ခံရတာကြိုက်တဲ့ Thai massage ကိုလုပ်ချင်တယ်ဒါပေမဲ့ဘယ်နေရာမှာဘယ်ဆိုင်ကကောင်းလဲဆိုတာမသိရတဲ့သူတွေအတွက်ဒီ video လေးမှာ share လုပ်ပေးသွားမှာဖြစ်ပါတယ်။အခုတော့မှ massage ဆိုင်ကပေါ့နော်မြန်မာစားတောက်တီပေါ်တဲ့ Phetchaburi 15ဆိုတဲ့လမ်းထဲမှာရှိတာပါဒီ Pradara ဆိုတဲ့ Thai massage ဆိုင်လေးပေါ့နော်သူ့ဆိုင်မှာလေ Thai massage တွေပြီးတော့ food massage body scrub body massage အစုံရတယ်ပေါ့နော်အဲ့ဒီနေရာမှာရောကနေပြီးတော့ဒီ Thai massage ပေါ့နော်အဲ့ဒါကိုတစ် session ပေါ့နော်တစ်နာရီစာယူခဲ့ပါတယ် Thank you. Take as you said. Massage မလုပ်ခင်ပေါ့နော်သူတို့ဒီခြေထောက်ကိုအရင်ဆုံးတန့်စင်စီကြောပေးပါတယ် Now I'm just going to the massage room. Da သူတို့ရဲ့ massage room ပေါ့နော်ကိုကတီးတန့် private room လိုချင်တယ်ဆိုလို့ရှိရင်လည်းသူတို့စီမှာ private room ယူလို့ရတယ်ပေါ့နော်ဒါပေမဲ့ရောကြတော့တာမန်ဒီ massage room ခန်းလေးမှာပဲ massage လုပ်ဖြစ်ပါတယ်ဒါပေမဲ့လေရိုးတော့အချိန်မှာသူတို့ကလူသိမ့်မရှိဘူးပေါ့နော်အဲဒါကြောင့်ကိုယ့်ကိုတယောက်တည်း easily ပေါ့နော် private room လို့ပါပဲ They just gave me the massage pajamas. Now I changed my clothes, but the problem is here. It's so big. How do I look with this massage pajamas? Okay, come here. ပထမဆုံးသူတို့ကြောဘက်ကိုစနေတယ်ပေါ့နော်ရွာကြတော့လေမျက်မှန်သမားပါဝါလေး400ကျော်ရယ်ပြီးတော့ဆိုဇက်ကျော်သမားလေးဖြစ်တော့လေအရင်နေလို့ကောင်းတယ်တိလားကြောဘက်ကိုဆက်နေချင်းလေတော်တော်လေး relax ဖြစ်တယ်ဒါပေမဲ့တချို့ရကြတော့ Thai massage ကိုလေပြင်းတယ်မခံနိုင်ဘူးပြောရဲပေါ့နော်ဆိုတော့ဟုတ်တယ်တော်ရုံအနှိမ့်နေကြမဟုတ်တဲ့သူတွေဆိုလို့ရှိရင် Thai massage ကပြင်းလိုက်မယ်ခံနိုင်မှာမဟုတ်ဘူးဒါပေမဲ့ရိုးနေနေကြတော့ဒီကြောဖက်ဂုတ်ဖက်ကိုပေါ့နော်နှိမ့်တဲ့ချိန်မှာတော်တော်လေးနေလို့ကောင်းတော်တော်လေးလည်းအကျော်ပြေအဓိကကဘယ်နေရာမှာနာတာလဲဆိုတော့အဲ့ဒီခြေသလုံးနေပြီးတော့ပေါင်နေကိုနှိမ့်တဲ့အချိန်မှာတားနာတယ်ကိုကကြတော့တခြားနေရာတွေကလေအဲ့လိုအရင်ကညောင်းညကြိုက်ခဲရတာမရှိတော့လေခြေထောက်တွေပေါင်နေတော့တော်တော်မခံနိုင်ဘူးပြီးတော့ဒီနေ့ရသူတို့တူလုပ်တဲ့ချိန်ဒီအသိနာတာတိလာလုံးဝအကျိုးကြီးရလီလုံးဝဆန့်လိုက်ပြီးတော့လေဘယ်လို feeling တော့မသိဘူးအရင်လေးရီလေးရှိချင်တဲ့နားလေးနားရဲအမstaff တွေကလေတော်တော် friendly လေးဖြစ်တယ်စကားပြောလို့လည်းအဆင်ပြေရယ် okay မိုင်းဆိုပြီးတော့မေးရှာရယ်ပေါ့နော်ဒီလို6ကိုအကျော်ရှော့လေတော်တော် relax ဖြစ်ပြီးတော့နေလို့ကောင်းတယ်ကိုကလေနှိပ်တာပြင်းတာလည်းလိုချင်တယ်ပြီးတော့ full body massage လည်းလိုချင်တယ်ဆိုလို့ရှိရင်လေဒီ Thai massage ကိုယူသေးလားသူကအစုံပါတယ် back ပါတယ် shoulder ပါတယ်ပြီးတော့လက်တွေပေါ့နော်လက်ချောင်းလေးတွေပြီးတော့ဒီလက်တွေလည်းကြောရှော့ပြီးရခြေထောက်အစုံပါတယ်ပေါ့နော်ပြီးတော့ဒီအားကြတော့လေ hot stone လို့ခေါ်ရဲဒီ hot stone ကိုသူတို့နှိပ်တာအားလုံးပြီးရဲ့အချိန်မှာ back တွေ shoulders တွေကိုပြန်ပြီးတော့ညောင်းညပြအောင်ပေါ့နော်အဲ့လိုလေး hot stone လေးနဲ့ထူထူပုတ်ပုတ်ပြီးတော့အဲ့လိုမျိုးလေးလုပ်ပြီးရ
ဒါကတော့ final ပေါ့နော်6ရောက်တွေလက်တွေကိုအကျော်လျှော့ပြီးတော့သူတို့တစ်ကိုယ်လုံးကိုအကျော်လျှော့ပြီးရယ် Oh, by the way, she is so friendly and good at in massaging, so I give 100 baht as a tip. อย่าแหมนะอยากจะพอดีนะจะสีแล้ว Oh. ကွဲဆိုရဲအတန်ကြားလိုက်လားမသိဘူးမှန်တိုင်းပြောရရင်လေအဲ့လိုမျိုးလုံးဝမှအရန်ကြောက်တာတခါမှအဲ့လိုမျိုးအကြောမလျှော့ဘူးဒါမဲ့လေအရန်နေလို့ကောင်းတယ်တကူလုံးဝပေါ့ပါလန်းဆန်းသွားပဲ so ရှုံးလို့မို့တကူလုံးနှိပ်ခံရတာကြိုက်တဲ့သူတွေထိုင်းရောက်လို့ရှိရင်ဒီ Thai massage ကို try ကြည့်ကြပါ so အဆုံးထိကြည့်ပေးကြတဲ့သူတွေကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်